စီကျိုးတော့နာကိုက်တယ်အဲ့ဒါပြောင်း စီကျိုးတွေဟိုလွတ်လွတ်လပ်လပ်ဖြစ်သွားပြီလားနေရထိုင်ရတာစားလို့တော့လည်းကောင်းလားဟုတ်ကဲ့အဲ့လိုလည်းကောင်းလားအဲ့လိုကောင်းပထမဘယ်လိုနေရလဲ ပထမမအိပ်ရဘူး မရဘူး စီးရိပ်ပဲထားတာသွားမယ် စီးရိပ်သွားနာကြောက်ကပ်ပေါ့နော်စီးရိပ်သွားအခုစီးရိပ်မှန်းသွားပြီနော်ပုံမှန်တိုင်းဖြစ်သွားပြီ ပုံမှန်တိုင်းဖြစ်သွား ဟုတ်ကဲ့စီးလည်းပုံမှန်တိုင်းဖြစ်သွားပြီအခုစားလို့လည်းရပါလားရပါပြီအဲ့လိုရပါလားစားလို့ရအဲ့လိုရသွားလို့ရစီးဝင်လည်းပုံမှန်ဖြစ်သွားပြီနော်မီမိုနဲ့ဖောင်မိုနဲ့ဖြစ်သွားပြီစားရင်လည်းနည်းနည်းအဆင်ပြေသွားပြီနည်းနည်းမဟုတ်အများကြီးပြေသွားလေအဲ့ဒါအစာရင်ကောင်းလို့အခုတို့ပြောက်သွားနော်အစာရင်မကောင်းရင်ဘာမှလုပ်မရဘူးနော်အဓိကအစာရင်ပဲလေနော်ဟိုမျက်လုံးလေးတွေတော့တူသေးလားအရင်နဲ့နည်းနည်းတော့ဟိုကြံသေးတယ်နည်းနည်းကြံသေးစကြောတက်သေးလားအကျော်မတက်တော့မတက်တော့ဘူးပေါ့ပါဖြစ်လိုက်မလားဟုတ်ကဲ့ဝမ်းသာလားအခုလိုကောင်းသွားတာဝမ်းသာအဲ့ရတယ်လဲနာအမလိုမျိုးခံစားနေတာတငယ်ချင်းပေါင်းတဲ့နေဘာပြောချင်တာကဲကိုယ်တက်ကြီးတဲ့လူတွေရောငယ်တဲ့လူတွေရောအကုန်ရှိပဲလာသိချင်တာပေါ့ဟုတ်ကဲ့ဟောပါတယ်သူတို့ကတိတ်ပြီးလိုက်ချင်တယ်အခုလိုကောင်းတော့ဆရာလည်းဝမ်းသာတယ်နော်ဘာပြောဟိုကျန်းကျန်းမာမာနဲ့စားနိုင်တောင်းနိုင်ရတာနော်နောက်မို့စားလို့လည်းမရဘူးအိတ်လို့လည်းမရနေလို့လည်းမရဘူးပွားလို့လည်းမရဘူးအဆုံးဆုံးပဲလမ်းလည်းမရှောင်းနိုင်ဘူးဘာမှလုပ်လို့မရဘူးနော်အခုလိုကောင်းမှာကမင်းဘွေးတိုင်းဖောင်ဘွေးတိုင်းဖြစ်ပါသေးနာမည်ဘယ်လိုလဲတော့တင်ခိုင်တင်ခိုင်လားဖလုံးအောင်နော်ဟုတ်ကဲ့โอเคပါပြီလား